Hello အားလုံးမင်္ဂလာပါကျွန်တော်ကလစ်ပါတွေအန်ပေါင်းစင်းမလုပ်ပေးရတော်တော်ကြာသွားပြီဘာလို့လုပ်မပေးရလဲဆိုပစ္စည်းတွေလည်းဝယ်ရခက်တာရယ်မရောက်တာရယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာတော့ကျွန်တော်က Degas Clipper Ace ပေါ့နော် ACE ပေါ့နော်အဲ့တော့အရင်တုန်းကဆိုရင်သူတို့အစိမ်းကအဓိကအဖြစ်များတယ်ပေါ့နော်ဒီတစ်ခေါက်အသစ်ရောက်တာဒီလိုအဖြူလေးတွေလည်းပါမယ်ပြီးရင်အနက်ရောင်ပါမယ်အဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးကတော့ကျွန်တော်ကပန်းရောင်လေးပေါ့နော်ပန်းရောင်လေးကိုကျွန်တော်ဒါအန်ပေါင်းစင်းလုပ်ပေးရတော့မှာဖြစ်ပါတယ်โอเคစက်ကြည့်လိုက်အောင်နော်ဟုတ်ပြီအဲ့တော့ဒီမှာပါဒါပန်းရောင်လေးပေါ့နော်ကျွန်တော်ပန်းရောင်လေးပူကြိုက်တယ်ဘာလို့လဲဆိုတော့သူများမကြိုက်တဲ့အရောင်ကျွန်တော်ပူကြိုက်တယ်ဒီကောင်လေးကတော့ပန်းရောင်လေးဖြစ်တယ်ပန်းရောင်ကိုမှသူကဆိုလေးမဟုတ်ပေါ့နော်66လေးပန်းရောင်ကိုအချောက်ပုံစံလေးပေါ့နော်ဒီကောင်လေးတော်တော်မိုက်တယ်ကန်ရတဲ့အသားလေးရစားပေါ့နော်အတန်လေးကလည်းသူ့ရဲ့ vibrate အတန်ကလည်းအရန်ကိုတည်ငြိမ်တယ်အရင်မဆူဘူးပေါ့နော်နောက်တစ်ချက်ကတကက်ရဲ့ဒီ blade တွေကတော့ထူထူပြောစရာတော့မလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဘာတော်တော်များများလဲသုံးမှုဗီဇဖြစ်နေတဲ့အတွက်ပေါ့နော်သူ့ရဲ့ clipper မှာဘာတွေပါလဲဆိုလို့ရှိရင် gat တွေပေါ့နော် gat တွေကတော့ကျွန်တော်တို့ magnetic နဲ့ဖြစ်သွားပြီဒီထဲမှာဆိုလို့ရှိရင်အပါဆုံးဖြစ်တဲ့ 0.5 mm လဲပါတာတွေ့ရတယ်ကျွန်တော်တစ်ချက်ပြပေးမယ်โอเคနော်ဟုတ်ပြီအဲ့တော့သူ့ရဲ့ gat တွေမှာဆိုလို့ရှိရင်အားလုံးပေါင်း gat က8ချက်ပါတယ်စောစောပြောလို့ပဲ magnetic နဲ့ဖြစ်သွားတယ်ဒါလေးကတော့အပါဆုံးလေးပေါ့နော် gat တွေထဲမှာအပါဆုံးဖြစ်တဲ့ 0.5 mm ပေါ့နော် 0.5 mm ကဒါတော်ရုံတန်ယုံ clipper တွေမှာပါလိပါစားမရှိဘူးပေါ့နော်ပါတဲ့ဆက်မှာပါတာအဲ့တော့ဒီတကက်မှာတော့ဒီ 0.5 mm လေးကပါလာတယ်ဒီကောင်တော်တော်လေးကိုသုံးလို့ကောင်းတယ် 0.5 mm ဘယ်အနေထားတွေမှာသုံးလို့ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ fake တွေညက်တဲ့အချိန်မှာကျွန်တော်တို့ဒီ open guideline တွေပါယူတဲ့အချိန်မှာတော်တော်ကြီးကိုသုံးရတာအဆင်ပြေပါတယ်ဒီမှာက set တွေတော်တော်များများမပါတဲ့ကျွန်တော် adapter လေးပါလာတာဖြစ်တယ်ကျန်တာတော့စီဘူးတွေ brush တွေပေါ့ဗျာနောက်ထပ်ကျွန်တော် unboxing လုပ်ချင်တာကတော့ပန်းရောင်လေးကိုကျွန်တော်ထွင်မာလေးပေါ့နော်ကျွန်တော် zone light လေးမှာထားဖြစ်တယ်ထွင်မာလေးကိုလည်း unboxing လုပ်ပေးချင်ပါတယ်โอเคနောက်ထပ်တစ်လုံးအနေနဲ့ဒီမှာထွင်မာပေါ့နော်ထွင်မာလည်းကျွန်တော်ပန်းရောင်လေးပဲမှာထားတယ် one set လေးပေါ့နော်အဲ့ဒီမှာဆိုရင်အဖြူနဲ့ပန်းရောင်တော်တော်လေးကြိုက်တယ်အဲ့တော့ပန်းရောင်လေးထွင်မာလေးဆက်ပြီးတော့ unboxing လုပ်ကြည့်ကြမယ်ဟုတ်ပြီโอเคအဲ့တော့ဒါလေးကတော့ပန်းရောင်ထွင်မာလေးပေါ့နော်ထွင်မာလေးကလည်းကျွန်တော်တို့လက်နဲ့ကန်ရနေတော်လေးပဲတေးသေးလေးနဲ့ကျွန်တော်တို့တော်တော်ကြိုက်တယ်နော်ဒါဆိုသူ့ရဲ့အတန်လေးကိုဆက်နားထောင်ကြည့်အောင်နော်မစိုးပါဘူးဒီမှာသူ့ရဲ့အတန်လေးလည်းညင်နေ vibrate လေးလည်းမစိုးဘူးပေါ့နော်โอเคသူ့ရဲ့ accessory လေးရတော့ဒီမှာလဲ twine ball လေးပါရပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးလေးပေါ့နော်ဒါမျိုးလေးရှင်ရက်လေးပေါ့နော်ဒီလိုရှင်ရက်လေးထောင်ထားရင်စိုင်းမှာကိုယ့်ရဲ့ညက်တဲ့ခုံရှိမှာထောင်ထားရင်ကိုတော်တော်ကြီးလာတယ်ကလေး၃ခုပါတယ်ကျန်သားတော့ဒီအာသွင်းကျုပ်ပါမယ်စီဘူးလေးတွေပါမယ်ကလန်းညွန်စာအုပ်လေးလည်းပါမယ်ဟုတ်ပြီအဲ့တော့ဒီဗီဒီယိုဖိုင်မှာကျွန်တော်ကဒီ Degas Clipper တွေကို unboxing လုပ်ခဲ့ရပါတော့Degas Clipper တွေကကျွန်တော်စီမှာတော့ဝယ်လို့တော့မရဘူးတကယ်လို့ Degas Clipper တွေကိုသဘောကျတယ်အားပေးခြင်းနဲ့ဆိုလို့ရှိရင်သူတို့ရဲ့ page နဲ့ကျွန်တော်ပင်ထောက်ပေးထားပါတယ်အဲ့ဒီ page မှာကိုယ်တိုင်ကိုကြသွားရောက်ပြီးတော့မှာယူနိုင်ပါတယ်โอเคအဲ့တော့နောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ပြန်လဲတုံ့ပြန်ကြရအောင်